အဲ့ဒါတနေ့တိုင်းကလှည့်လည်ရင်းနဲ့အမျိုးသမီးတယောက်ကိုမြင်တဲ့အခါမှာအလွန်မှသူမက်မောတယ်အဲ့ဒါနဲ့နော်ပိုင်ရှင်ရှိမရှိစုံစမ်းတဲ့အခါမှာအိမ်တော်ရှိတယ်ဆိုတာကိုသိတယ်အဲ့တော့မင်းကြီးကဘာလုပ်တုံးဆိုတော့ဒီဒကမရဲ့အမျိုးသားကိုတတ်ပြီးတော့ဒီဒကမကိုယူမယ်လို့ဒီလောက်ထိသူစိတ်ကကူးတာအဲ့ဒါနဲ့အဲ့ဒီလူကိုသူ့တီလာပြီးတော့ခါစားရမယ်အပြစ်တွေ့ရင်တတ်မယ်ပေါ့နော်ဒါပေမဲ့ယောက်ျားဖြစ်တဲ့လူကလည်းသိတယ်သိတဲ့အခါကျတော့အပြစ်ကင်းအောင်နေတော့အပြစ်ကရှာလို့မရအဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့တော်တော်ဝေးတဲ့ရေကန်ဘလို့မှပြန်ပြီးတော့အချိန်မီပြန်ပြီးတော့ရောက်မလာနိုင်လောက်အောင်ဝေးတဲ့ရေကန်ကဘရုံမှာကြာနဲ့မြေနေကိုသွားယူကြည့်ငါရေချိုးတဲ့အခါမှာအဲ့ဒါကိုသုံးကျင်တယ်အချိန်မီရောက်မလာရင်တတ်မယ်ပေါ့နော်အဲ့ဒါယောက်ျားဖြစ်တဲ့လူကမနဲ့မလဲငင်ရစားထပြေးတာပေါ့တေမှကြောက်တာဟုတ်အဲ့ဒါအချိန်မီပြန်လာနိုင်တယ်ဘုံဘအတူချုပ်ကလေးပြောပြတာပါဇက်လန်းလေးကိုအချိန်မီပြန်လာနိုင်တယ် तू ကအတော်တော်တဲ့လူပါပဲဒါပေမဲ့မင်းကြီးကအဲ့ဒါကိုသိတယ်ပြန်လာနိုင်လို့ရှိရင်နော် तू အမှုရှင်သားတာမအောင်မြင်မဲနေမှာဆိုလို့မြို့တကားကိုအစောကြီးပိတ်ခိုင်းတာဟောဟိုလူရောက်တော့တကားကပိတ်တယ်အဲ့တော့သိတယ်မင်းကြီးကသူ့ကိုအကောက်ကြံနေတာဆိုတော့ဒီလူကသိတယ်အဲ့ဒါနဲ့ तू အချိန်မီရောက်တဲ့အကြောင်းကြွေးကြော်ပြီးတော့ငါဘယ်သွားနေရပါမလို့ဩယဟန်နေရှိတဲ့နေရာအေးချမ်းတယ်ယဟန်နေရှိတဲ့နေရာဘေးကင်းတယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိရယဟန်နေရှိရဇေတဝန်ကျောင်းကိုရောက်သွားတယ်အဲ့ဒီတကားကအဲ့ဒါမင်းကြီးကညရောက်တော့အိတ်တယ်အဲ့ဒီအမျိုးသမီးကိုငါတော့မနဲ့ရောက်ရင်ဒီလူကိုတတ်ပြီးအဲ့ဒီအမျိုးသမီးကိုယူမဲဆိုတဲ့စိတ်နဲ့အိတ်တယ်အဲ့တော့ဘာဖြစ်တော့ညကြတော့နော်ယောဂီတို့အလုံးကြားဟုတ်ပါလေအတန်ကြီး၄မျိုးကြားတယ်ဟုတ်လားဒုတာနာတော့အလွန်မှကြောက်မွဲ့ဖွယ်ရကောင်းတဲ့အတန်မင်းကြီးကဒီယာကနဲ့ရစ်နေတဲ့အတွက်ကြောင့်အိတ်မပြောဘူးညအဲ့ဒီအိတ်မပြောတဲ့ကြားထဲမှာအဲ့ဒီအတန်ကြီးကကြားတဲ့အခါကျတော့ပိုးပြီးတော့အိတ်လို့မရတော့အဲ့ဒါလင်းတာလင်းရောအိတ်မရတော့အဲ့ဒါမနဲ့လင်းတဲ့အခါကျတော့ပညာရှိပရိဟိတွေပါလေအကုန်ခေါ်ပြီးတော့ညာတော့ငါဒီအတန်ကြီး၄ခုကိုကြားရတာဒါပါလေအဲ့တော့ပရိဟိအမတ်ကလည်းပဲဘာလို့သူဘာမှမသိဘူးလို့ပြောလို့လေသူမရဲဘူးအဲ့တော့ဘာလို့တုံးဆိုတော့ထင်မိထင်ရပေါ့နော်မင်းကြီးအတွက်အသက်အန္တရာယ်ရှိတယ်နော်ဒါကြောင့်မလို့စင်တရားမြင်းတရားစိတ်တရားနွားတရားသရိုးသားတရားသရိုးသမီးတရားအကုန်လုံးဖမ်းပြီးတော့အဲ့ဒါတွေကိုတတ်ပြီးတော့လေချောင်းသွင်းနဲ့ရစ်ပူဆိုလို့ရှိရင်မင်းကြီးရဲ့အသက်အန္တရာယ်လွတ်လိုက်အတော်ကြောက်စရာကောင်းတဲ့လူနော်သူမသိတာမသိဘူးပြောလိုက်ရင်ပြီးသွားတဲ့ကိစ္စဟုတ်လားမင်းကြီးကလည်းညံလဲတဲ့အခါကျတော့အဲ့ဒါမင်းနဲ့လင်းချင်းအကုန်လုံးအဲ့ဒါတွေကို